နွားနို့မတောက်တင်တော်သူများရှောင်ကျဉ်တင်သူများနွားနို့ဆိုတာအာဟာရအပြည့်အဝပါတယ်ဆိုပေမဲ့လူတိုင်းနဲ့တော့မတည့်ပါဘူးအချို့သောကျန်းမာရေးအခြေအနေတွေမှာတော့နွားနို့သို့မဟုတ်တရိတ်ဆန်ထွက်နို့တွေကယောဂဝေဒနာကိုပိုပြီးဆိုးရွားသွားစေနိုင်ပါတယ်ဒါကြောင့်မိမိမှာအောက်ပါကျန်းမာရေးအခြေအနေတွေရှိနေရင်တော့အထူးသတိပြုဆင်ခြင်ဖို့လိုအပ်ပါတယ်ရှင်၁ကင်ဆာယောဂဝေဒနာရှင်များတရိတ်ဆန်ကရတဲ့နို့တွေဟာအစာအိမ်နဲ့ဥလန်းကြောင်းထဲမှာအကြည်အချွဲတွေကိုပုံမှန်ထပ်ပို့မှုထွက်ရှိစေပါတယ်။ဒီလိုထွက်လာတဲ့အကြည်အချွဲတွေကကင်ဆာဆဲလ်တွေတိုးပွားဖို့အတွက်အထောက်အပံ့ဖြစ်စေပြီးကင်ဆာဆဲလ်တွေကိုပိုမိုအားကောင်းလာစေနိုင်ပါတယ်။အစာထိုးတောက်သုံးရန်နွားနို့အစာတကြားမပါတဲ့ပဲနို့ရည်စစ်စစ်ကိုပြောင်းလဲတောက်သုံးပြီးပါ။ပဲနို့ကခန္ဓာကိုယ်ကိုအင်အားပြေဝစေတဲ့အပြင်ကင်ဆာဆဲလ်တွေပွားများခြင်းကိုပါလျော့ကျစေနိုင်ပါတယ်။နှစ်စံသားနဲ့ဥယျာဉ်ပြားအစီပြန်လွယ်သူများဥယျာဉ်ပြားနဲ့စံသားအစီပြန်တတ်တဲ့သူတွေအနေနဲ့အစီအစိမ့်တွေကိုရှော့ဆဖို့လိုအပ်တယ်လို့နို့နဲ့နို့ထွက်ပစ္စည်းတွေကိုရွေးချယ်တဲ့အခါမှာလဲတာမန်နွားနို့ထက်အစီဓာတ်ကိုဖယ်ရှားထားတဲ့ low fat အစီထုတ်ထားသောနွားနို့နဲ့ဒိန်ချင်ကိုသာအဓိကရွေးချယ်တောက်သုံးသင့်ပါတယ်။၃ခေါက်ကြောဂါနဲ့အစစ်အမြစ်ကြိုက်ခဲတတ်သူများခန္ဓာကိုယ်ထဲမှာယူရက်အစစ်မြင့်မာနေပြီးအစစ်အမြစ်ကြိုက်ခဲတဲ့ဝေဒနာခံစားနေရတဲ့သူတွေဟာတာမန်နွားနို့အပြည့်ကိုရှောင်ကျဉ်သင့်ပြီး၎င်းအစာအစီထုတ်ထားသောနွားနို့ကိုသာပမာဏအနည်းငယ်တောက်သုံးပြီးသင့်ပါတယ်။၄စီဂျိတ်ကင်ဆာနဲ့ပါကင်ဆန်ဝေဒနာရှင်များနွားနို့ကဘလောက်ပေကျန်းမာရေးအတွက်ကောင်းမွန်တယ်ဆိုပြီးမြဲစီဂျိတ်ကင်ဆာအခြေအနေရှိတဲ့သူတွေနဲ့ပါကင်ဆန်ခြေတုံလက်တုံယောဂအခန်းရှိသူတွေအနေနဲ့ကတော့လိုအပ်ထားပို့ပြီးမတောက်မိဖို့အထူးဆင်ခြင်သင့်ပါတယ်ရှင်။ကျန်းမာရေးဆိုတာကိုယ်ခန္ဓာကိုယောဂအခြေအနေနဲ့ကိုက်ညီမှသာစီးဖြစ်တာမို့မိမိတို့ရဲ့လက်ရှိကျန်းမာရေးအခြေအနေအလိုက်လျော်ကန်အကျုံးဝင်အောင်တတိပြုဆင်ခြင်နိုင်ကြပါစေနော်။